အမအခုတင်တဲ့အရန်စီးပွားရေးဆန်တယ်နော်ဘာလို့ဆိုလို့ရှိရင်အမလူငယ်တွေကိုစေနာထားပြီးတော့မှဖြစ်စေချင်တယ်လည်းပြောသေးတယ်ဘာဖြစ်လို့တင်တန်းကြီးကို9သိန်းတောင်တောင်းရတာလဲโอเคအကြောင်းရင်းလည်းရှိတယ်တစ်ချိန်တည်းမှာပဲအဆုံးထိကြည့်ပါပေါ့နော်လူငယ်တွေအတွက်တင်တန်းကိုအခမဲ့တက်ခွင့်စီစဉ်ပေးမယ်ပေါ့နော်မတက်နိုင်တဲ့လူငယ်တွေအတွက်ပေါ့နော်အဲ့တော့ဘာဖြစ်လို့အမတို့ကတင်တန်းကြီးကိုယူရလဲဆိုတော့အမအမြဲယုံကြည်တာကွာအမလောက် free ပေးတာအမပဲရှိရမောင်လေးသိအမ online ပေါ်မှာ10နှစ်တိ sharing လုပ်တာဒါပေမဲ့အမပါဝင်ကွာအမတခြားဆရာတက်ကိုအလကားသွားကြည့်ရင်ဒီနေ့မကြည့်သေးဘူးပြီးရင် तू တင်ပေးလိုက်တဲ့ဟာငါလှုပ်ချင်မှလှုပ်မယ်ကွာသိလားဒါပေမဲ့ပတ်စံပေးလိုက်ရပြီဆိုရင်ကြည့်ပြရအောင်ကြည့်တယ်တစ်ချိန်တည်းမှာပဲတင်တန်းကြီးကနည်းနည်းလေးဈေးကြည့်ရင်ဘိုးတောင်မှမဖြစ်မနေပြီးအောင်ကြည့်တယ်ပေါ့နော်ဒါကအမစိတ်ပညာကိုနားလဲသူတယောက်အနေနဲ့အဲ့လိုမျိုးတင်တန်းကြီးကိုတတ်မှတ်ထားတာဒါကတခုရှင်းပြဒါပေမဲ့ဒီမှာအရေးကြီးတာတခုပြောစရာရှိတာကတော့အမလည်းအမြဲတမ်းပဲမြန်မာပြည်ကရှိသမျှလူတွေအကုန်လုံးကိုယ့်ရဲ့ potential ပေါ့နော်ကိုဖြစ်နိုင်ခြေရှိတဲ့ level ကိုလူတိုင်းကိုရောက်စေချင်တာကိုလည်းအဲ့လိုမျိုးဖြစ်နိုင်ခြေရှိတဲ့ level ကိုအမြဲတမ်းငါဘာလုပ်နိုင်သေးလဲဆိုတာကိုတက်နေတဲ့လူပေါ့နော်အဲ့လိုမျိုးစေတနာရှိတာဖြစ်တဲ့အတွက်အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တချို့မှာပေါ့နော်လှုပ်ထဲမှာကိုဖြစ်နေတဲ့တကယ်ပြဿနာကို comment ထဲမှာရေးခဲ့ပေးဖြိုးတို့ရွှေတို့ academy ရောဖြိုး page မှာလည်းတင်ပြီးတော့မှအဲ့ဒီ page နှစ်ခုလုံးမှာရေးခဲ့တဲ့သူ3ယောက်ကိုဒီတင်နန်းကိုတက်လို့ရအောင်လို့အခမဲ့တင်နန်း scholarship ပေးပါမယ်ပေါ့နော်တချို့လူငယ်တွေကတကယ်စူးစမ်းအမလည်းသိတယ်ဒါပေမဲ့ကိုချထားတဲ့နေရာကတလွဲကြီးဖြစ်နေရဆိုရင်လားစားလည်းမကောင်းဘဝရဲ့ဒုံရင်ဖြစ်နေတာပေါ့နော်အဲ့လိုလူငယ်တွေအတွက်ဆိုရင်တော့ကူညီခြင်းနဲ့3ယောက်ကို free အခမဲ့တင်ပေးမယ်ပေါ့နော်ဒီဗီဒီယိုကို like and share လုပ်ပြီးတော့မှ comment အောက်မှာကိုယ့်ရဲ့ career နဲ့ပတ်သက်ပြီးတော့ဖြစ်သမျှပြဿနာကိုတေချာရေးပါပေါ့နော်ပြီးရင်ဘာကြောင့်မလို့ကိုကဒီတင်နန်းအခမဲ့တက်တဲ့သူလဲဆိုတာကိုအကောင်းဆုံးရေးတဲ့သူကိုပေါ့နော်3ယောက်ကိုဒီ career power skill ကိုခုလာမဲ့ batch မှာဖြိုးနဲ့တူတူတင်နန်းပြီးတော့မှလက်ရှိအခြေအနေကနေပြီးတော့မှလုံးဝ next level ကိုရအောင်လို့ကူညီပေးကြပါလေလို့ပြောရင်းနဲ့မှာ see you in the career power တင်နန်းမှာ